တင်အခုမြင်နေရတဲ့ဆေးပစ်ပြီးမဲမောင်နေတဲ့အရေးတွေကိုကြည့်ပြီးဒါတွေဟာတင်ကားတဲ့ကိုထည့်နေတဲ့ကြည်လင်နေတဲ့ဓာတ်ဆီတွေရဲ့မူလဘဝလို့ယုံကြည်နိုင်ပါသလားဟုတ်ပါတယ်ဒါဟာရေနံစိမ်းပါပဲရေနံစိမ်းဟာဓာတ်ဆီတင်မကပဲကျွန်တော်တို့နေ့စဉ်သုံးနေတဲ့ပလတ်စတစ်ဆေးဝါးနဲ့တခြားအဖိုးတန်ပစ္စည်းပေါင်းများစွာကိုထုတ်ပေးနိုင်တဲ့အနက်ရောင်ရွှေလည်းဖြစ်ပါတယ်ဒီရေနံစိမ်းတွေကိုရဖို့အတွက်လူသားတွေဟာပင်လယ်ပြင်ကြီးထဲမှာခိုင်ခန့်လာတဲ့တံမဏိကျွန်းကြီးတွေလိုတူးဖော်ရေးစင်မြင့်တွေကိုတိစောက်ခဲ့ကြရပါတယ်ပင်လယ်ရေအောက်ပေပေါင်းထောင်ချီငုပ်ဆင်းပြီးကြောက်လွာတွေကိုဖောက်ထွင်းကမြေအောက်ထဲမှာနှစ်တန်းပေါင်းများစွာအောင်းနေတဲ့ဒီအနက်ရောင်ရေတွေကိုစက်တွေနဲ့အဆက်မပြတ်စုပ်ယူရတာပါအဲ့ဒီနောက်မှာတော့အေယာမရေနံတင်သင်္ဘောကြီးတွေနဲ့ကမ်းခြေကတိုးလောင်ကန်ကြီးတွေစီကိုပို့ဆောင်ပေးပါတယ်ဒါပေမဲ့ဒီရေနံစိမ်းတွေကိုဓာတ်ရိုက်သုံးလို့မရသေးပါဘူးသူတို့ထဲမှာစားငံရည်တွေရွှွန့်ဆေးတွေနဲ့တက်ထုတက်တွေပါဝင်နေလို့ဒါတွေကိုဓာတ်ရိုက်ချက်ရင်စက်ယုံကပိုက်လိုင်းတွေကိုပျက်စီးစေနိုင်ပါတယ်ဒါကြောင့်အင်ဂျင်နီယာတွေဟာတိတ်ပံကားတွေထဲကလိုလျှက်စစ်စက်ကွင်းကိုတုံးပြီးအညစ်အကြေးတွေကိုအရင်ဆုံးခွဲထုတ်ပြရပါတယ်ဒီအဆင့်ပြီးမှသာတန့်စင်တဲ့ရေနံစိမ်းကိုရရှိမှာဖြစ်ပါတယ်အခုစိတ်လှုပ်ရှားစရာအကောင်းဆုံးအပိုင်းကိုရောက်ပါပြီရေနံစိမ်းကိုအပူချိန်390ဒီဂရီစင်တီဂရိတ်ထိရှိတဲ့အေယာမမီးဖိုကြီးတွေထဲထည့်လိုက်တဲ့အခါသူဟာအငွေ့ပြန်သွားပါတယ်ဒီအငွေ့တွေကိုပေ180ကျော်မြင့်တဲ့ပေါင်းခံမျှော်စင်ကြီးတွေကိုပို့လိုက်ပါတယ်အဲ့ဒီမျှော်စင်ထဲမှာအပူချိန်အလိုက်အလွှာတွေခွဲထားပြီးအပေါ်ဆုံးလွှာမှာ Hinchcus LPG အလဲလွှာတွေမှာဓာတ်ဆီလေယာဉ်ဆီဒီဇယ်ဆီဆိုပြီးအသီးသီးခွဲထွက်လာကြပါတယ်အောက်ဆုံးမှာကြံခဲ့တဲ့အနယ်တွေကတော့ကျွန်တော်တို့လမ်းခင်းတဲ့ကတ္တရာဆေးတွေဖြစ်လာတာပါမျှော်စင်ကနေထွက်လာတဲ့ဆီတွေဟာချက်ချင်းသုံးလို့မရသေးပါဘူးသူတို့ထဲမှာအစိတ်အတောက်ဖြစ်စေတဲ့ဆာလဖာတွေပါနေတယ်လို့ဓာတုဗေဒနည်းနဲ့ထပ်မံတန့်စင်ရပါတယ်အဲ့ဒီနောက်မှာတော့ကွန်ပျူတာတွေစက်ရုပ်လက်တံတွေနဲ့တိကျတဲ့ဖော်မြူလာတွေသုံးပြီးကျွန်တော်တို့ကားတွေမှာသုံးတဲ့92 95စတဲ့အဆင့်မြင့်စီတွေဖြစ်အောင်ပေါင်းစပ်လိုက်ပါတယ်အမှားယွင်းအနှဲငယ်လေးတောင်မရှိအောင်အင်ဂျင်နီယာတွေကတေချာစစ်ဆေးရတာပါဒီလိုနဲ့ရှေးဟောင်းပင်လယ်ထဲကအကျွင်းကြံတွေဟာကဘာကြီးကိုလဲပတ်စေတဲ့အင်အားစုတွေဖြစ်လာခဲ့တာပါအခုဆိုရင်တင်ကားစီဖြည့်တိုင်းဒီကြည်လင်တဲ့စီတစ်ဆက်ချင်းစီရဲ့နောက်ွယ်မှာဘလောက်ခက်ခဲတဲ့ခရီးစဉ်တွေရှိခဲ့တယ်လဲဆိုတာသိလောက်ပြီလို့မျှော်လင့်ပါတယ်